2006 ခုနှစ်ယူကရိန်းနိုင်ငံခေတ်မြို့ရဲ့လမ်းမတစ်နေရာမှာထူးထူးဆန်းဆန်းဥကြောင်ကြောင်ဖြစ်နေတဲ့လူတစ်ယောက်ကိုရဲတွေကတွေ့ခဲ့ကြပါတယ်။သူကသူ့ကို1958ခုနှစ်ကနေရောက်လာခဲ့တာလို့ဆက်တိုက်ပြောဆိုနေခဲ့တာပါ။သူ့နာမည်ကဆာဂျီဖိုနိုမိုရန်ကိုဖြစ်တယ်လို့လည်းပြောပြခဲ့ပါတယ်။သူကအနှဲငယ်ခင်းနောက်ကျနေဟန်တူတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပြီးတော့ဆိုဗီယက်ကင်မရာဟောင်းတစ်လုံးလည်းသူနဲ့အတူပါလာခဲ့တာပါ။သူ့ရဲ့ပုံစံကလမ်းပြောင်းနေတာကြောင့်အနှဲငယ်ဥကြောင်ကြောင်ဖြစ်နေတဲ့ပုံစံမျိုးပါ။ရဲတွေကသူ့ကိုစစ်ဆေးဖို့အတွက်ခေါ်ဆောင်လာခဲ့ကြပြီးသူ့ရဲ့ကင်မရာထဲကဓာတ်ပုံတွေကိုထုတ်ယူစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ခြေစွန်းတစ်ခုကျော်ဟာလမ်းတွေအဆောက်အုံတွေနဲ့ခေါင်းကင်မှာပြန်တန်းနေတဲ့ UFO လို့ထင်ရတဲ့ထူးဆန်းတဲ့အရာတစ်ခုကိုရိုက်ကူးထားခဲ့တဲ့ဓာတ်ပုံတွေကိုတွေ့ခဲ့ကြရပါတယ်။ဆာဂျီကခေါင်းကင်မှာပြန်တန်းနေတဲ့အဲ့ဒီအရာကြီးကိုသူဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာပဲအရာအလုံးကပြောင်းလဲသွားကုန်တာလို့ဆိုပါတယ်။အနောက်မှာတော့သူ့ကိုစိတ်ကျန်းမာရေးဆေးရုံကိုပို့ဆောင်ခဲ့ကြပြီးဆရာဝန်ကဆာဂျီကိုထပ်မံမေးမြန်းတဲ့အခါသူ့စီမှာစိတ်လှုပ်ရှားမှုတွေရှိမနေတော့ပဲအေးစစ်ပြတ်သားစွာနဲ့အချက်လက်ကြတူညီတဲ့ဇာတ်လမ်းကိုပြောပြခဲ့ပြန်ပါတယ်။သူ့ရဲ့ကင်မရာထဲမှာသူ့ကောင်မလေးနဲ့အတူရိုက်ကူးထားတဲ့ဓာတ်ပုံကိုလေတွေ့ခဲ့ရတာဖြစ်ပြီးတော့သူ့ကောင်မလေးကဘသူပဲဝါဖြစ်တယ်ဆိုတာကိုပါပြောပြခဲ့တာပါ။ဆာဂျီကိုစစ်ဆေးမေးမြန်းမှုတွေထပ်ပြီးလှုပ်ဆောင်မှုအတွက်အခန်းတစ်ခုထဲမှာနေစေခဲ့ပြီးတေချာလေးစောင့်ကြည့်ထားခဲ့ပေမဲ့နောက်တစ်နေ့မှာတော့သူဟာအဖြေရှာမရအောင်ပျောက်သွားခဲ့ပါတယ်။အဲ့ဒီအခန်းထဲကနေသူအပြင်ကိုထွက်လာတာမျိုးလည်းမရှိခဲ့ပါဘူး။သူတွေတွေကဆာဂျီပြောတဲ့အရာတွေကတကယ်လားဆိုတာကိုအတည်ပြုနိုင်ဖို့အတွက်ရှာဖွေကြည့်ကြတဲ့အခါမှာတော့တကယ်ပဲတူညီတဲ့နာမည်တစ်ခုကိုတွေ့ခဲ့ကြရပြီးဒီလူဟာ1958ခုနှစ်တုန်းကပျောက်ဆုံးသွားခဲ့တယ်ဆိုတာကိုပြသနေခဲ့ပါတယ်။အဲ့ဒီနောက်ဆာဂျီရဲ့ချစ်သူကောင်မလေးကရောတကယ်တည်ရှိနေတာလားဆိုတာကိုထပ်မံစစ်ဆေးကြည့်လိုက်တဲ့အခါအယမ်းကိုအံ့ဩဖို့ကောင်းလောက်အောင်တကယ်ဖြစ်နေခဲ့တာပါ။ဒါပေမဲ့အခုချိန်မှာတော့သူမဟာအသက်ကြီးအမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့ပါပြီ။စုံစမ်းစစ်ဆေးမှုပြုလုပ်သူတွေကသူမစီကိုတွားရောက်ခဲ့ကြပြီးဆာဂျီရဲ့တပ်ပုံကိုပြလိုက်တဲ့အခါမှာတော့သူမကကျမသူ့ကိုမှတ်မိပါတယ်။သူကနှစ်ပေါင်းများစွာကရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ဘူးတာပါလို့အယံကိုအံ့ဩဖို့ကောင်းစွာပြောပြခဲ့ပါတယ်။အနောက်မှာတော့သူမကနောက်ထပ်ဓာတ်ပုံတစ်ပုံကိုထုတ်ပြလာခဲ့ပြီးဒီဓာတ်ပုံဟာဆာဂျီပျောက်ဆုံးမှုကနေပြန်ရောက်လာပြီးနှစ်ပေါင်းအနည်းငယ်အကြာမှာရိုက်ကူးထားခဲ့တဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ဓာတ်ပုံထဲမှာတော့ဆာဂျီကိုအသက်ပိုခက်ကြီးအမျိုးသားတစ်ယောက်အဖြစ်တွေ့မြင်ခဲ့ကြရတာပါ။ချစ်သူအမျိုးသမီးရဲ့ပြောကြားချက်အရဆာဂျီဟာပျောက်ဆုံးမှုကနေပြန်ရောက်လာပြီးသူတွေးကြုံခဲ့ရတဲ့ထူးဆန်းတဲ့ကိစ္စတွေကိုပြောပြခဲ့တာပါအနောက်မှာတော့သူကတဖန်ပြန်ပြောက်ကွယ်သွားခဲ့ပြီးဒီတစ်ချိန်မှာတော့သူပြန်မရောက်လာခဲ့တော့ပဲထာဝရပြောက်ကွယ်သွားခဲ့ပါတယ်ပရိသတ်ကြီးရောဒီဇက်လန်းကိုဘယ်လိုမြင်လဲတကယ်ပဲတချို့သောလူတွေကအချိန်ခီးသွားနိုင်ဆုံးရှိရလားသူတို့မှဒီလိုလှုပ်ဆောင်နေတဲ့လိုအပ်ချက်တစ်ခုခုများရှိနေခဲ့ရလားကိုယ့်ရဲ့အမြင်ကိုပြောပြခဲ့ကြပါအောင်နော်အဆုံးထိနားထောင်ပေးခဲ့ကြလို့ကျေးဇူးများတင်ပါတယ်